အိမ်ပြန်ရောက်ချင်းမှာပဲအမျိုးသမီးဟာသူ့ရဲ့ဆက်သွယ်ရန်အချက်အလက်ကိုချက်ချင်းရှာဖွေခဲ့ပြီးမြဲဘာမှရှာမတွေ့ခဲ့ပါဘူးထိုအမျိုးသားဟာတစ်ချိန်လုံး master ထားခဲ့တာကြောင့်သူ့မျက်နှာကဘလို့ပုံစံလဲဆိုတာကိုအမျိုးသမီးကမသိခဲ့ပါဘူးဒီနေ့မှာတော့အမျိုးသမီးဟာတငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကိုတွားခဲ့ပါတယ်လမ်းမှာထိုအမျိုးသားနဲ့ခန္ဓာကိုယ်အချိုးစားခြင်းတူတဲ့လူတစ်ယောက်ကိုသူမှတွေ့လိုက်ရပါတယ်အမျိုးသမီးဟာအယံဝမ်းသာသွားခဲ့ပါတယ်ထိုအမျိုးသားဟာသူမနဲ့မြို့တစ်မြို့ထဲမှာရှိနေတယ်ဆိုတာကိုတွေ့လိုက်ရလို့ပါဒါပေမဲ့နောက်ကနေကားဟွန်းတီးတန်တွေဆူညံနေတာကြောင့်သူမှရှေ့ဆက်သွားခဲ့ရပြီးတွားရောက်စစ်ဆေးဖို့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတယ်ရှေ့တနေ့ကတွေ့ရှိခဲ့တဲ့အရာကြောင့်အမျိုးသမီးဟာအလွတ်မှာစိတ်မပါဘဲပြောင်းလဲနေခဲ့ပါတယ်ဒါကိုမြင်တဲ့သူမရဲ့ဖောက်တွေကသူမကိုအိမ်ပြန်ပြီးအနားယူဖို့ပြောခဲ့ပါတယ်ကုမ္ပဏီအဝင်ဝါကိုရောက်တဲ့အခါမှာတော့မိုးတွေအတဲအတန်းရွာသွန်းနေတာကိုတွေ့လိုက်ရပါတယ်ထီးမပါတဲ့အတွက်သူမဟာမိုးထဲကိုပဲထွက်သွားဖို့ပြင်နေတော့မှပဲအတန်တစ်ခုကသူမကိုလမ်းခေါ်လိုက်ပါတယ်ရင်းနှီးနေတဲ့ထိုအတန်ကြောင့်အမျိုးသမီးဟာအလွန်အမြင်စိတ်လှုပ်ရှားသွားခဲ့ပါတယ်အဲ့ဒါဟာသူမအသေးအတန်ရှာဖွေနေခဲ့တဲ့ထိုအမျိုးသားပဲဖြစ်ပါတယ်ထိုအမျိုးသားကိုနောက်တစ်ချိန်ထပ်တွေ့ဖို့တရာအမျိုးသမီးဟာဖောက်တဲ့ရဲ့ကုမ္ပဏီအဆောက်အုံစီကိုပြန်သွားခဲ့ပါတယ်သူမအကြိုင်ကြီးစောင့်ခဲ့ပေမဲ့အမျိုးသားကိုမတွေ့ခဲ့ပါဘူးသူမထွက်သွားတော့မယ့်အချိန်မှာပဲထိုအမျိုးသားပေါ်လာခဲ့ပါတယ်အမျိုးသမီးဟာအယံဝမ်းသာသွားပြီးသူ့စီကိုအမြန်သွားကနှုတ်ဆက်လိုက်ပါတယ်စကားပြောနေကြရင်နဲ့အမျိုးသားကသူ့ရဲ့လက်ပတ်ကိုပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့အဲ့ဒါကိုပြန်မပေးချင်သေးပါဘူးသူမကလက်ပတ်ဟာသူမနဲ့အတူပါမလာဘူးလို့လင်ညာပြောဆိုခဲ့ပြီးနောက်တစ်ခါစုံမပေးမယ်လို့ပြောခဲ့ပါတယ်ဒီနည်းနဲ့ပဲအမျိုးသမီးဟာထိုအမျိုးသားရဲ့ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုရရှိသွားခဲ့ပါတယ်